အဲ့တော့မြန်မာနိုင်ငံတရားစာရပေါင်းဆောင်ထွက်ပြီးမှတကယ်ကဘာမှာမြောက်တရားစာရအားဖြစ်တော်လာကောင်းတွန်းထွက်တရားစာရအားဖြစ်တော်လာကောင်းကျေဝချမ်းသာတဲ့မြန်မာနိုင်ငံကိုနေချက်ကျူးကျော်လာတဲ့နိုင်ငံ၃နိုင်ငံရှိပါတယ်နေချက်ကျူးကျော်လာတဲ့နိုင်ငံ၃နိုင်ငံထဲမှာပထမအဦးဆုံးနေချက်ကတော့ပိဋကအင်္ဂလိပ်ဖြစ်ပါတယ်ပိဋကနေချက်နဲ့ဂျပန်နေချက်ပေါ့ဖက်စစ်ဂျပန်နေချက်အုတ်ချုပ်ကာလအဲ့ဒီကနေစာပြီးမှပို့ချအောင်ဆန်းကနေဇန်နဝါရီလ1948မှာလည်းမသိဘူးပို့ချအောင်ဆန်းကလောလာရေးပြန်ပြီးရယူပြီးနောက်ပိုင်းမှာဒီတွန်းအာနာရှင်စနစ်ဆိုတဲ့အရာကိုပေါ်ပေါက်လာတယ်အဲ့ဒါကတော့ဥနေဝန်အာနာသိမ့်တဲ့ဂျင်ကာလာဥနေဝန်အာနာသိမ့်တဲ့ဂျင်ကာလာနဲ့စပြီးမှကျွန်တော်တို့ကိုနိုင်ငံရေးအရာရောစီးပွားရေးအရာရောလူမှုရေးအရာရောအနှုံနည်းနဲ့နေချင်လာတာကတော့တရုတ်နိုင်ငံဖြစ်ပါတယ်အဲ့ဒီအကြောင်းအရာကိုကျွန်တော်နောက်ခုနှစ်နဲ့အသေးစိတ်ကျွန်တော်ဗီဒီယိုပြန်ပြီးမှတင်ပြပေးမယ်ဒီနေ့တော့ဘိုးချောင်းဆိုင်ရဲ့မွေးနေ့ဖြစ်တဲ့ဒီဖော်လာ14ရက်နေ့ဒီနေ့ဘိုးချောင်းဆိုင်ရဲ့မွေးနေ့ဖြစ်တဲ့နေ့မှာမြန်မာနိုင်ငံကိုဘယ်လိုပုံစံဘယ်သူတွေဘယ်နိုင်ငံတွေကနေချဲ့တယ်ဆိုတဲ့ຢာလေးကိုကျူးကျော်ခြင်းခံရတယ်ဆိုအကြောင်းຢာလေးတွေကိုကျွန်တော်ပြောပြတာဖြစ်တယ်ကျွန်တော်တို့မြန်မာနိုင်ငံဟာနေချဲ့ကျူးကျော်ခံရတယ်နေချဲ့ကျူးကျော်လာတဲ့နိုင်ငံ၃နိုင်ငံရှိပါတယ်ပိဋကအင်္ဂလိပ်ဖက်စစ်ဂျပန်နေချဲ့တဲ့အစိုးရရုပ်ကွန်မြူနတီပါတီရဲ့အစိုးရကကျွန်တော်တို့ကိုခက်ရှက်ယနေ့ထိနေချဲ့တာဖြစ်ပါတယ်